ဂျပန်မှာမသိလို့ငွေစုံနေတဲ့အရာခုနှစ်ခုဂျပန်မှာနေထိုင်တာကြာလာလေတခုသတိထားမိလာတတ်ပါတယ်။လဆဝန်တာကတော့ပုံမှန်ဝင်နေဒါပေမဲ့လက်ကုံရောက်တိုင်းငွေကဘယ်ကိုကုန်သွားမှန်းမသိဘူး။တကယ်တော့ဂျပန်မှာငွေစုံတာကပစ္စည်းအကြီးကြီးဝယ်လို့ပဲမဟုတ်ပါဘူးရှင်။နေ့စဉ်ဘဝမှာမသိလိုက်ဖဲပေးနေတဲ့ငွေသေးသေးလေးတွေကတလစာပေါင်းလိုက်တဲ့အခါမှာရန်တောင်းချီပြီးတော့ဖြစ်သွားနိုင်ပါတယ်။ဒီနေ့ဗီဒီယိုထဲမှာဆိုရင်တော့ဂျပန်ရောက်မြန်မာတွေမသိလို့ငွေစုံနေတဲ့အရာခုနှစ်ခုကိုလက်တွေ့ကျကျမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒီထက်ကတစ်ချက်လောက်ကိုပဲပြင်နိုင်နေဆိုရင်တော့နောက်လကစပြီးတော့တည့်ရလက်ထက်မှာငွေပို့ပြီးတော့ကျန်လာနိုင်ပါတယ်။နံပါတ်9 convenience store မှာပဲအမြဲဝယ်နေတာဂျပန်မှာ convenience store တွေကအရန်ကိုအဆင်ပြေပါတယ်ရှင် 7-Eleven, Family Mart, Lawson အိမ်သားမှာလည်းရှိတယ်အလုပ်သွားတဲ့လမ်းမှာလည်းရှိတယ်မနေ့ coffee ဝယ်တယ်နေ့လယ်ပိုင်းကြိုဝယ်တယ်ည snack ဝယ်တယ်တခါဝယ်လို့ရှိရင်ရန်900 900လောက်ပဲကုန်တယ်လို့ထင်ရပါတယ်နော်ဒါပေမဲ့တလားစာပေါင်းလိုက်ရင်တော့ငွေအများကြီးဖြစ်သွားတတ်ပါတယ်တကယ်ငွေချွေးထားခြင်းနဲ့ဆိုရင်တော့နေ့တိုင်း convenience store ဝင်တဲ့အလေးကျင့်ကိုလျှော့ပါ supermarket မှာကြိုဝယ်ထားတာအိမ်ကနေရေဘူးယူသွားတာ lunch ကိုတခါတလေကိုယ်တိုင်ပြင်သွားတာဒီလိုအလေးကျင့်လေးတွေကတလကုန်လို့ရှိရင်တိတိတတ်တာငွေကြံစီပါတယ်နံပါတ်6 point cut နဲ့ point up မသုံးတာဂျပန်မှာဈေးဝယ်တိုင်းဒီပါ point cut ရှိလားဆိုပြီးတော့မြည်တတ်ပါတယ်တချို့လူတွေက point နည်းနည်းပဲရမှာပါဆိုပြီးတော့မလုပ်ကြပါဘူးရှင်ဒါပေမဲ့နေ့တိုင်း supermarket ဝယ်တယ် drug store ဝယ်တယ် convenience store ဝယ်တယ် online shopping လုပ်တယ်ဒီနေရာမှာ point စုထားမယ်ဆိုရင်တော့တစ်နှစ်အတွင်း point တော်တော်များများရလာနိုင်ပါတယ်နော်အဲ့ဒီ point တွေကိုနောက်တစ်ခါဈေးဝယ်တဲ့အခါမှာငွေသားအစားသုံးလို့ရပါတယ်ဂျပန်မှာငွေစုတတ်တဲ့သူတွေကဈေးလျှော့တာကိုပဲမစောင့်ပါဘူး point ကိုလည်းပဲငွေလိုသုံးထက်ကြပါတယ်နံပါတ်5 supermarket discount တိုင်းကိုမသိတာဂျပန် supermarket တွေမှာညပိုင်းရောက်လာပြီဆိုရင်ဘန်ဂျိုဆူရှီအသားငါအစားတောက်တချို့ကို discount sticker တွေကတ်တက်ကြပါတယ်တချို့နေရာတွေမှာ20ရာခိုင်နှုန်းတချို့မှာ30ရာခိုင်နှုန်းတချို့အချိန်တွေမှာဆိုရင်50ရာခိုင်နှုန်းအထိလျှော့နိုင်ပါတယ်ရောက်ခါစားလူတော်တော်များများကတော့ဒီအချက်ကိုမသိကြပါဘူးရှင်ဒါကြောင့်နေကင်းမဲ့အပြည့်ဈေးနဲ့ဝယ်နေတတ်ပါတယ်တကယ်တော့အလုပ်ကနေပြန်တဲ့အချိန် supermarket ကိုဝင်ကြည့်လိုက်မယ်ဆိုရင်ညစာအတွက်ပိုသက်သာတဲ့အစားအသောက်တွေရနိုင်ပါတယ်ဒါပေမဲ့discount ဖြစ်လို့မလိုအပ်တာတွေအများကြီးဝယ်မိတာတော့သတိထားပါနော်အဓိကဈေးလျှော့တာကိုလိုက်ဝယ်တာမဟုတ်ဘဲလိုအပ်တဲ့အရာကိုသက်သာတဲ့အချိန်မှဝယ်တာပါရှင်နံပါတ်4 mobile phone plan အဟောင်းကိုပဲသုံးနေတာဂျပန်မှာ phone plan တွေကအများကြီးရှိပါတယ်ရှင်တချို့လူတွေကဂျပန်ရောက်ခါစားမှာနားမလည်သေးလို့ဈေးကြီးတဲ့ plan ကိုသုံးမိတတ်ပါတယ်ပြီးတော့တစ်နှစ်နှစ်နှစ်ကြာတဲ့အထိမပြောင်းမဆက်ပြီးတော့သုံးနေတတ်ပါတယ်ရှင်တလားကိုရန်9000 8000ပေးနေရတာကသတိမထားမိဘူးဆိုရင်ပုံမှန်လိုဖြစ်သွားတတ်ပါတယ်ဒါပေမဲ့ကိုသုံးတဲ့ data ပမာဏနဲ့မကိုက်တဲ့ plan ဖြစ်နေနိုင်ပါတယ်အိမ်မှာ wifi ရှိတယ်အလုံးမှာ wifi ရှိတယ်အပြင်မှာ data သိပ်မသုံးဘူးဆိုရင်ပိုသက်သာတဲ့ plan ကိုရွေးလို့ရနိုင်ပါတယ်တလားကိုရန်3000လောက်သက်သာသွားရင်တစ်နှစ်မှာရန်3600သက်သာသွားတာပါရှင်နံပါတ်3 subscription တွေကိုမိထားတာ Netflix, Spotify, YouTube Premium, Cloud Storage, App Subscription ဒီလိုမျိုး monthly subscription တွေကတခုချင်းစီကြည့်မယ်ဆိုရင်တော့မများပါဘူးရန်900ရန်1000ရန်1500ဒါပေမဲ့3ခု4ခုပေါင်းလိုက်တဲ့အခါမှာတော့တစ်လကိုရန်1000ခန်းနီးပါးဖြစ်သွားနိုင်ပါတယ်ပို့ပြီးတော့ဇူရာကတချို့ subscription တွေကိုမသုံးတော့ပေမဲ့မဖြတ်မိပဲဆက်ပြီးတော့ပေးနေတတ်တာပါဒါကြောင့်တစ်လတစ်ခါကိုယ့်ရဲ့ bank app ဒါမှမဟုတ် critical statement ကိုပြန်ပြီးတော့စစ်ပါနော်တကယ်သုံးနေသေးလားမသုံးတော့ဘူးလားမလိုတော့တဲ့ subscription တွေကိုဖြတ်လိုက်ပါရှင်မသုံးတဲ့ service အတွက်ပတ်စံပေးနေတာကဂျပန်မှာမသိလိုက်ဘဲငွေဆုံးနေတဲ့အကြီးဆုံးအချက်တစ်ခုပါပဲနံပါတ်2 ATM fee ကိုမသိပဲခဏခဏပေးနေတာဂျပန်မှာ ATM ကနေငွေထုတ်တဲ့အခါအချိန်နေရာဘက်မော်မူကြည့်ပြီးတော့ fee ကုန်ကျနိုင်ပါတယ်တချို့လူတွေကအရန်130 220လောက်ပဲဆိုပြီးတော့အရေးမကြီးဘူးလို့ထင်ကြပါတယ်ဒါပေမဲ့တစ်ပတ်ကို2ခါ3ခါချုပ်နေရင်တစ်လစာပေါင်းလိုက်တဲ့အခါမှာငွေကုန်လာပါတယ်တကယ်ငွေချွေးထားခြင်းနဲ့ဆိုရင်ကိုယ့်ဘဏ်ရဲ့ free ATM time ကိုသိထားပါဘယ် ATM မှာ fee မကုန်လဲသိထားပါငွေကိုခဏခဏမထုတ်ပဲတစ်ပတ်စာနှစ်ပတ်စာစီမံပြီးမှထုတ်ပါနော်ငွေစုတယ်ဆိုတာကကြီးမားတဲ့အရာတစ်ခုကိုပဲပြောင်းရတာမဟုတ်ပါဘူးရှင်ဒီလို fee သေးသေးလေးတွေကိုရှော့နိုင်တာကလည်းငွေစုနေတစ်မျိုးပါပဲနံပါတ်1 tax benefit တွေကိုမသိတာဂျပန်မှာနေထိုင်ပြီးအလုပ်လုပ်လာတာနဲ့ tax insurance pension စတဲ့ပေးဆောင်ရတဲ့အရာတွေရှိလာပါတယ်ဒါပေမဲ့တချို့လူတွေကပေးရမယ့်အရာတွေကိုပဲသိပြီးတော့ကိုယ့်အတွက်အကျိုးရှိနိုင်တဲ့ system တွေကိုမသိကြပါဘူးရှင်ဥပမာ Furoseto Nozin လို tax benefit system တွေရှိပါတယ်ဒါကလူတိုင်းအတွက်အမြဲတမ်းကိုက်ညီတာမဟုတ်ပေမဲ့ကိုယ်ဝင်ငွေနေထိုင်မှုအခြေအနေ tax ပေးဆောင်မှုပေါ်မူတည်ပြီးတော့အသုံးဝင်နိုင်ပါတယ်ပြဿနာကမသိလို့မလေ့လာတာပါ tax ဆိုတာခက်တယ်ငါနဲ့မဆိုင်ဘူးလို့ထင်ပြီးတော့မကြည့်မိဘူးဆိုရင်တော့ကိုယ့်အတွက်ရနိုင်တဲ့အကျိုးကျေးဇူးတချို့ကိုလက်လွတ်သွားနိုင်ပါတယ်ဒါကြောင့် tax နဲ့ပတ်သက်တဲ့အရာတွေကိုအနည်းဆုံးအခြေခံလောက်တော့လေ့လာထားသင့်ပါတယ်မတိကျဘူးဆိုရင်တော့မြို့နယ်ရုံအလောက်က HR ဒါမှမဟုတ်ဂျပန်စာနားလည်တဲ့သူနဲ့မေးမြန်းပြီးမှလောက်တာကပို့ပြီးတော့လုံခြုံပါတယ်ရှင်
ဒီအချက်တွေကတခုချင်းစီကျရင်တော့တသေးလေးတွေလို့ထင်ရပါတယ်ဒါပေမဲ့တစ်လနှစ်လတစ်နှစ်ဆိုပြီးတော့ပေါင်းလိုက်တဲ့အခါမှာတော့ငွေဆုံးတာတိတိတတ်တာဖြစ်လာနိုင်ပါတယ်ဂျပန်မှာငွေစုကျင်တဲ့ဆိုရင်လစာတိုးဖို့ကိုပဲစောင့်နေစရာမလိုပါဘူးရှင်မသိလို့ထွက်နေတဲ့ငွေတွေကိုအရင်ဆုံးပိတ်နိုင်ဖို့လိုအပ်ပါတယ်ဒီဗီဒီယိုတွေကအချက်တွေထဲမှာသင်လဲလုံးမိနေတဲ့အချက်တွေရှိတယ်ဆိုရင်ဒီနေ့ကစပြီးတော့တစ်ချက်လောက်ပြောင်းကြည့်ပါနော်နောက်တဲ့ဗီဒီယိုတွေမှာလည်းဂျပန်ရောက်မြန်မာတွေအတွက်လက်တွေ့အသုံးဝင်တဲ့ဘူးတူတာတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေး follow လေးလုပ်ထားပြီးတော့အကျိုးရှိမဲ့အကြောင်းအရာမျိုးစုံကိုစောင့်ကြည့်နိုင်ပါတယ်ရှင်